NUG အစိုးရမှာလူငယ်တွေနေရာရလားမပြောနဲ့ဣတင်သာမောင်ကိုပေးထားတယ်ဒီပိုင်းလာမပြောနဲ့ဣတင်သာမောင်ကပြောပြမယ်ဣတင်သာမောင်ဆိုတဲ့ညီမလေးကျွန်တော်ချစ်တယ်ဒါကျွန်တော်ချစ်တယ်ဒါသူ့ရဲ့ဖြတ်သန်းမှုနဲ့တမိုင်းကြောင်းကိုကျွန်တော်တစ်သက်လုံးလေးစားခဲ့တယ်ကျွန်တော်သူ့ကိုစသိခဲ့တယ်ဟာဒီညီမလေးမိုက်တယ်ငါတို့ပြည်တွင်းထဲမှာလူငယ်တွေမိုက်လာပြီဆိုပြီးတော့ကျွန်တော်လေးစားခဲ့တယ်ဣတင်သာမောင်ကရန်ကုန်ဆန္ဒပြပွဲမှာဣတင်သာမောင်ကမန္တလေးကအရင်စောတယ်မန္တလေးကအရင်ဒေါက်တာဒေသာဆန်းတို့အရင်စထွက်တယ်နောက်တစ်နေ့မှာဣတင်သာမောင်နှင့်တကွဣတင်သာမောင်နှင့်တကွလှိုင်းသားရအထက်ကျုပ်စိတ်ုံကအခြေခံလူရင်းသားနင်းပြားတယ်တစ်သလုံးပဲကြိုက်တဲ့ဆိုရတဲ့မဆလာနဝဒနာဖသိမ့်တဲ့ NLD ကြိုက်တဲ့ဆိုရတဲ့နင်းပြားဘဝကနေမလွတ်တဲ့လှိုင်းသားရအထက်ကျုပ်စိတ်ုံလို့သမားတွေဟာဣတင်သာမောင်နဲ့တကွချီတက်လာကြတယ်ဘယ် NLD မှလေခမရကလည်းမဥဆောင်ခမရသူတို့ကဥဆောင်တဲ့ထဲမှာမပါဘူးကျွန်တော်ပြောပြီအမြဲတမ်းခမရတော်လိုင်းရေးတွေကိုဒီလူထုလှုပ်ရှားမှုတွေကိုပြန်ကြည့် NLD ကအမြဲတမ်းလူထုကြီးလမ်းပေါ်ရောက်ပြီးမှတစ်လဲနေပြီဆိုမှသူနောက်ဆုံးကနေမပါလို့မရတော့လေတိတ်ခါကြတော့မယ်လေတိတ်ခါကြတော့မယ်ပါတီအဓိကသူတို့စိုးရိမ်တာကပါတီ registration ပြတ်သွားမှာကိုကြောက်ဆုံးမယ် NLD အကြောက်ဆုံးဒီပါတီ registration ပြတ်မှာကိုကြောက်ဆုံးမယ်အဲ့ဒီအတွက်ကိုတစ်သလုံးဖိန်ခံလာတာပဲဒါပဲပါတီ registration မပြတ်ရင်ပြီးတော့ဖိန်ခံမယ်ဆိုတာကြီးပဲဟုတ်လားမဟုတ်လားပြောကျွန်တော်ပြောသူတို့စိုးရိမ်နေတာအဲ့ဒါပဲခင်ဗျားတို့ပြည်သူတွေနဲ့ចောင်းသားတွေနဲ့ပြည်သူတွေနဲ့ဘယ်နှစ်ရက်ပဲလမ်းပေါ်မှာတောင်းဆိုနေသူတို့အဲ့တိုက်ပွဲကိုနောက်ကနေခင်ဗျားတို့ထမိန်လိုက်ဆွဲတာခင်ဗျားတို့ပစိုးသားလိုက်ဆွဲပြီးတော့ပါတာ NLD ပဲခင်ဗျားမရှက်တဲ့လဲတယ်လို့ပြောအဲ့ကောင်တွေညင်းညင်တဲ့ကောင်ရှိလာခဲ့လို့ခင်ဗျားတို့ခေတ်ဆက်ထောင်ကြရင်ခင်ဗျားတို့အ ਨੇ ဆုံးကြခင်ဗျားတို့တွေကိုစောက်ပေါ်တယ်မဟုတ်လို့အ ਨੇ ဆုံးချတာဟာလားတကယ်အနေတိုင်းပြည်အတွက်အနေရှိတဲ့လူတွေကကျုံသလားမမင်းနဲ့စောက်ပေါ်တွေကိုတော့2နှစ်တို့4နှစ်တို့အဲ့လောက်ပဲချတယ်ចောင်းသားဆိုရင်8နှစ်ကျန်တဲ့ဟာတွေတော့ပြောမနေနဲ့သူတို့ကြောက်လေပိုးကျုံလေပဲ NLD ဆိုတာမှတ်တာခင်ဗျားတို့ပြည်သူလူထုရဲ့ရေချိန်ကိုကြည့်ရေချိန်ပြောပြပြည်သူလူထုရဲ့ရေချိန်ကိုကြည့်ပြီးတော့နောက်ကနေအမြဲတမ်းတရွတ်တိုက်ပြီးတော့ပြည်သူခေါ်ဆောင်လာနောက်ကိုလိုက်တဲ့လူတွေပဲမဲပေးရင်လည်းအဲ့ဒီပြည်သူတွေမဲနဲ့ပဲများသောအားဖြင့်အဲ့စောက်ဘောတွေရှိသေးတယ်စောက်ဘောတွေကဘူးမတိကုန်းမတိစောက်ဘောတွေရဲ့မဲတွေနဲ့ပဲသူကနိုင်တာအဲ့တော့ကျွန်တော်အဲ့ဒါကလည်းခဏခဏပြောကြိုက်တဲ့ကောင်လားပြန်ကြိုက်တဲ့အရေးချင်းရှိတဲ့ပါတီထောင်းမနိုင်ဘူးအဲ့ဒါကိုလည်းလွဲပြီမနိုင်ဘူးဆိုလည်းလွဲပြီအရေးချင်းရှိတဲ့ပါတီတွေအရေးချင်းရှိတဲ့လူငယ်တွေကပါတီတွေထောင်ကြလိမ့်မယ်မနိုင်ဘူးဆိုရင်တော့အဲ့ဒါလွဲပြီအဲ့တိုင်းပြည်ကခင်ဗျားတစ်လေတော့မှာပဲမလဲတဲ့အကြောင်းလည်းဘာမှမရှိဘူးမလဲတဲ့အကြောင်းဘာမှမရှိအဲ့ဒါအခုဣတင်သာမောင်အကြောင်းဆက်သွားမယ်ကိုကျေးဇူးပါ thank you so much ကျွန်တော်ဟိုစကားတွေကဒီလိုပဲသွားနေရဆိုတော့လေသူ link နဲ့သူသွားနေရဆိုဟုတ်ကဲ့ပြောပြမယ်ခမရလေပြီးခဲ့တဲ့9နှစ်ရွေးကောက်ပွဲနိုင်သွားတော့အစိုးရဖွဲ့ဖို့တိုင်နေပတ်တာအဲ့မှာဝင်ကြီးချုပ်နေရာတွေရွေးရေးဘာညာအကုန်လုံးခမရလေဘာမှမထူမင်းအောင်လိုင်းတို့သူတို့ကအစိုးရတော့ run ပြီဆိုရင်သူကမဆလာတော့ run တဲ့ပုံစံနောက်ဝါတာတော့ run တဲ့ပုံစံနာအဖာတော့ run တဲ့ပုံစံဒါတွေပဲသူတို့တစ်သလုံးမြင်ဘူးလား they don't know how to run the fucking government mate they have no idea at all they don't know how to sit in the fucking chair in the fucking office ကျွန်တော်ပြောနေတာအစိုးရရုံးနေမှာသူတို့ဘလို့ဝင်ကြီးလောက်ရလဲဘလို့ဝင်ကြီးလောက်ရလဲ they have no idea at all သိရလဲအကြောင်းမရှိ capacity building လည်းလုံးမထားလက်သင်ရစတော့ခေါ်ပြီးတော့အဲ့ဒါဖုန်းဆက်ပြီးတော့ပဲဖြစ်ဖုန်းဆက်ပြီးတော့ဗျာဘသူဝင်ကြီးတို့ပေးလိုက်ပါဘသူဝင်ကြီးပေးလိုက်ပါဆိုထားတာနောက်ဆုံးမှာညွှန်ကြားရေးမှု level တွေပြန်သုံးရတဲ့ဘဝရောက်တာပဲစောက်ဘောတွေပြန်သုံးရတဲ့ဘဝတွေရောက်တော့တာပဲမသိတာလားသိတယ် capacity မရှိဘူးလို့သူကိုယ်တိုင်ဝန်ခံထားတာနော်သူတို့ရဲ့မွေကြီးကိုယ်တိုင် the lady ကိုယ်တိုင်ဝန်ခံထားတာကျမတို့အစိုးရကတိုင်းပြည်ကိုပြန်လဲထူထောင်တဲ့အခါမှာ capacity မရှိပါဘူးခန္ဓာတိုင်းမှာ capacity ဗလဲအရေးချင်းပြည့်မီတဲ့လူတွေမရှိပါဘူးလို့ပြောပြီးသွားပြီအဲ့တော့ဘယ်ကောင်ဖင်ရခြင်းလာခဲ့ဘယ်ကောင်ဖင်ရတဲ့ကောင်လာခဲ့တွေ့မယ်ကျွန်တော်တို့တွေ့မယ်လာခဲ့ခင်ဗျားတို့ဝင်ကြီးချုပ်တွေဆိုတဲ့အိမ်တွေကိုကျွန်တော်သွားပြီးအင်တာဗျူးလုပ်လာတာကျွန်တော်မိကုန်းတွေကိုဖြေတာတွေတခုမှအားရတယ်မကောင်းစောက်ဘောတွေဆိုတော့မဖြေတတ်တဲ့အပြင် public relation တော့မတက်ဘူး။မီဒီယာသမားကိုဘယ်လိုစကားပြောရမလဲမသိဘူး။သလားဘယ်လောက်ရည်ရလဲသလားခင်ဗျားတို့ရန်ကုန်မြို့တော်ဝင်ဆိုတဲ့ဘဲလေငနဲလေရန်ကုန်မြို့တော်ဝင်ဆိုတဲ့ငနဲလေသလားထိန်မင်းအမိုက်ပုံမီးလောင်လာတယ်မီးလောင်တာအမိုက်ပုံကြီးထီးပဲထိန်မင်းအမိုက်ပုံမီးလောင်တာကျွန်တော်တင်ဆက်ထားတယ်သွားကြည့်ထိန်မင်းအမိုက်ပုံရဲဝင်းသူလို့ရိုက်ချကြည့်ကျွန်တော်အများကြီး live တွေလည်းတင်ဆက်ခဲ့တယ် live ဆိုတကယ် live နော်အခုဒီလိုမျိုး live ပဲ
live တွေလည်းတင်ငန်းနဲ့ချိန်ပြီးတော့ကျွန်တော်တင်ဆက်ခဲ့တယ်ညဘက်ကျွန်တော် close up အစီအစဉ်လည်းတင်ဆက်ခဲ့တယ်ပြောချင်တာအဲ့ဒီအချိန်မှာကျွန်တော်အစီအစဉ်ထဲမှာအဲ့သရောင်းသားတွေမပါဘူးကျွန်တော် interview လုပ်ရတဲ့မှာအဲ့လိုအောက်တန်းသားတွေပတ်လို့ပေးသားတွေမပါဘူးအကောင်ပြသူ့ဘက်မြို့တော်မှာကလည်းဘာကောင်းဖြစ်ကျွန်တော်စောက်ခွင့်မဆိုင်ဘာလို့ကျွန်တော် story ထဲမှာအဲ့ကောင်တွေစောက်သုံးမကြတဲ့ကောင်တွေဆိုတာတီးပြီးသားမလို့ကျွန်တော်ကအရင်ပုတ်ကိုအလုံးလုံးနေတဲ့လူတွေပဲ interview လုပ်တယ်အလုံးမလုပ်တဲ့စောက်ဘောတွေကိုကျွန်တော် interview မလုပ်စောက်ဘောတွေ interview သွားလုပ်ပြီးဆိုရင်အဲ့ဒါနာဖို့သာပြင်တော့အဲ့စောက်ဘောကအဲ့မှာဂွမ်းပြီအဲ့ကျွန်တော်ရဲ့ close up အစီအစဉ်ထဲမှာအဲ့စောက်ဘောကပေါ်တင်ပေါ်ကြောင်စောက်ဘောဖြစ်ကြောင်ကိုအပါလာလိုက်မယ်ကျွန်တော်တော့မပြောတယ်မလို့ရဲဝင်းသူကခင်ဗျားသတင်းတော့ပြောလို့မရဘူးလေသတင်းတော့ကစောက်ဘောဖြစ်ကြောင်မေးပေးလိုက်ခင်ဗျားတို့ပြည်သက်ကကြည့်ရတာဟုတ်လားမဟုတ်လားအစီအစဉ်တွေကိုကြည့် interview လုပ်ထားတဲ့လူတွေအများကြီးပါလိမ့်မယ်အဲ့ထဲမှာစောက်ဘောတွေအောင်ပါလိမ့်မယ်အဲ့ဒါတက်ထည့်ထားတာစောက်ဘောမှန်းသိလို့ထည့်ထားတာအဲ့ကောင်တွေကမသိဘူးသူတို့ interview လာပြီးတယ်ထွက်ပြေးလို့လည်းမရတော့ဒီကောင်တွေဖြည့်တယ်အပြင်တော့စောက်ဘောစကားတွေပြောပြီးတော့ကျွန်တော်ကလည်းအဲ့ဒါပြုံးပြီးတော့အဲ့တိုင်းစောက်ဘောစကားတွေအဲ့တိုင်းထည့်ပေးလိုက်တယ်အဲ့ဒါပဲဟုတ်လား close up အစီအစဉ်တွေမှာတွက်ကြည့်စောက်ဘောတကောင်အမြဲတမ်းပါတယ်အစိုးရစောက်ဘောတကောင်အမြဲတမ်းပါတယ်တာဝန်ရှိပုဂ္ဂိုလ်ဆိုတော့အစိုးရစောက်ဘောတကောင်အမြဲတမ်းပါတယ်ဒါပေမဲ့အဲ့ကောင်တွေကဘယ်တော့မှလူလို့မပြောတတ်ဘူးလူစကားမပြောတတ်ဘူးစောက်ဘော day dreaming ပေါ့ day dreaming နေကင်းမှာအေးစိတ်ကူးရင်တာနေကင်းမှာအိမ်မက်တာမဟုတ်ဘူး day dreaming ဆိုတာစိတ်ကူးရင်တာကိုပြောတာစိတ်ကူးရင်တာကိုပြောတာ day dreaming လုပ်တာစိတ်ကူးရင်ပြီးတော့အဲ့ကတော့တယောက်လာ comment လာပေးထားတွေ့တယ်ကဝကန်းပြိုတဲ့ကိစ္စတွေကျွန်တော်သွားတင်စားခါကြည့်တယ်ဆိုရင်ညီမလေးကျေးဇူးများတင်တယ်ညီလေးလားမသိဘူးကျေးဇူးများတင်တယ်အဲ့မှာလည်းပေါ်တင်ကြီးပဲအဲ့မှာဘကိုးတိုင်းဝင်ကြီးတို့ဆိုတဲ့ငနေရဗျာဟိုဘာလဲဟိုနျူကလ িয়ার တဲ့ဘောင်းဘိုးတွေပါထုတ်မယ်ဆိုတဲ့စပ်တလဲလေဟိုဘာလဲမီးသွေးသပကုံနဲ့လုတ်တဲ့မီးဘိုထွင်းတာကိုသွားပြီးတော့ तू ကတခါတနာသွားလုံနေတာဟိုမှာကန်းပြိုတဲ့ကောင်တွေနေစရာနေရာမရှိတော့ဘူးတပြေးနဲ့ဟိုစစ်တောင်းမြကြီးကန်းပြိုတာဖရားကြီးလည်းပါဘုန်းကြီးเจ้าတွေလည်းပါအကုန်ဗျာရွာတွေနောက်ဆုံးအဲ့ဒါကို तू ကစိတ်ကူးတွေရင်ပြီး day dreaming လုပ်ပြီးကျွန်တော်ရှောက်ပြောတယ်အဲ့ဒါမှပါတယ်သွားကြည့်အဲ့ဆောက်ဘောတွေဘယ်လောက်ဘောလဲတိတ်မကြောက်အဲ့ကောင်ဆောက်ဘောဆိုတော့ကျွန်တော်သိတယ်ဆောက်ဘောတိုင်းထည့်ပေးလိုက်တယ်ပြီးတော့ခင်ဗျားတို့ကကြည့်ရင်သိတယ်ဟာဒီကောင်ဆောက်ဘောဆိုတာသိတယ်အဲ့ဒါပြိတ္တရဲ့လုပ်ပဲဟုတ်လားသတင်းတော့ကအတန်တွေကိုစုဆောင်းမယ်အဖြစ်အပျက်တွေကိုပြောပြမယ် data တွေပြောမယ်အချက်လက်တွေပြောမယ်အပြင် opinion တွေဘာမှမပါဘူးအဲ့မှာပြောမဲ့သတင်းသားတွေကိုကျွန်တော်ထည့်ပေးလိုက်တာခင်ဗျားတို့ပြိတ္တကကြည့်ရင်သိတယ်ဒီသတင်းသားကတော့လိန်နေပြီဆိုတာကျွန်တော်ရဲဝင်သူပြောကြမလို့ तू လိန်နေပါလေလို့ရဲဝင်သူပြောကြမလို့အဲ့ဒါခင်ဗျားတို့ကြည့်ရင်သိတယ်ဆုံးဖြတ်မှာပြိတ္တရဲ့လုပ်ပဲထုံးနည်းလည်းကောင်းမယ်အခုကျွန်တော် Star Show ရဲ့ live show တွေကိုခင်ဗျားတို့ယုံစရာမလိုဆုံးဖြတ်မှာခင်ဗျားတို့လို့ကျွန်တော်သိထားတာတွေနဲ့ခင်ဗျားတို့ပြည်သူသိသိနေတာ people deserve to know ပြည်သူဟာအမှန်တိုင်းသိသိနေဖုံးမထားနဲ့ငါလိုးမှသားပြီအားနေဖုံးမယ်ဖိမယ်လိန်မယ်အဲ့ဒါအဲ့စောက်ကျင်ရလေအဲ့ဒါ NLD government မှာလည်းပါတယ်ဖားမယ်ဖုံးမယ်ဖိမယ်လိန်မယ်ကြည့်ကောင်းအောင်လုပ်လိုက်ကွာကြည့်ကောင်းလုပ်လိုက်မြန်မာစကားလေမြန်မာမှာကြည့်ကောင်းလုပ်လိုက်ကွာကြည့်ကောင်းလုပ်လိုက်လက်ဘေးကိုတောင်းတာတော့မှကြည့်ကောင်းအောင်လုပ်လိုက်လို့လုပ်တဲ့ငါလိုးမှတိုင်းပြီပဲဆိုတော့အဲ့စောက်ကျင်အမားတွေဟာရေရှည်မှာစောက်ကျင်အမားတွေမှန်သမျှဒီ system ကြီးဖြစ်သွားတယ်လူအဲ့တိုင်းနိုင်ငံပေါ့ဗျာနယ်နိမိတ်ထဲမှာနေကြတဲ့လူသားတွေကအဲ့စောက်ကျင်အမားတွေကိုလိုက်နာကျင့်သုံးလိုက်နာသည်ဖြစ်စေမလိုက်နာသည်ဖြစ်စေအချိန်ကြာလာလို့ကျင့်သုံးလာတဲ့ခါမှာအဲ့ဒါ system ဖြစ်သွားတယ် system ဆိုတာမနစ်တနေ့မှာထားပြီးဘျွတ်ဆိုဟက်ချလောင်းလုပ်လို့မရ system ကိုဘုရားသခင်လက်နဲ့လာပြီး twin system ဆိုလုပ်လို့မရဘုရားသခင်တွေလုပ်ထားတဲ့ system အကောင်းတွေကိုဖျက်ဆီးပစ်တာခင်ဗျားတို့လူတွေပဲလူတွေပဲဘုရားသခင်တွေပေးထားတဲ့စွမ်းအင်တွေဘုရားသခင်တွေပေးထားတဲ့ system တွေကိုဖျက်ဆီးပစ်တာကအဲ့ဒီ motherfuckers တွေပဲအဲ့ဒီငါလိုမသားတွေပဲပမာလို့ပြန်ပေးတာ star ဆုံးမစဲဘူးနော် motherfuckers ဆိုတာကိုဘာသာလို့ပြန်ပေးတာငါလိုမသားတွေအမို့ငါလိုမသားတွေမဟုတ်ဗျကိုမေကိုလိုတွေဟုတ်တယ်စောက်ကျင်အမားတွေကကြာလာတော့အမှန်ဖြစ်လာသူကအဲ့လိုပဲသူကအစိုးရလောက်ရမှာဆိုလို့ဆိုတော့ तू လည်းအစိုးရမလုပ်တတ်ဘူးလေမလုပ်တဲ့တော့ဘယ်လိုလုပ်လဲဆိုတော့ဇေယျတော်တို့ဘာလို့နဲ့တခြားနည်းနည်းပေါ့ဗျာနည်းနည်းမူမွေနဲ့ပိုင်တဲ့လူတွေကိုရွေးပြီးတော့ तू ကနိုင်ငံတကာလွတ်တော်တွေပေါ့ယူရိုပကလွတ်တော်တွေနော်ဝေတောင်သွားကြသေးတယ်သူတို့တွေ DPP ရုံးတော်မှာသွားပြီးလေ့လာသေးတယ်အဲ့လိုမျိုးတွေလုပ်ကြတာပဲရှိတယ်ဒါတွေကအစိုးရတိုင်းလုပ်တဲ့ကိစ္စတွေပဲဆိုပြောနေတာကသူကနိုင်ငံတကာရဲ့လွတ်တော်တွေကိုသွားကြည့်တယ်သူကစွတ်တယ်ဝစ်တယ် attaché case တွေကိုင်တယ် attaché case တွေကိုင်ပြီးစွတ်တယ်ဝစ်ပြီးတော့လွတ်တော်အဆောက်အဝင်သွားငန်းတယ်သူတို့ဘလို့ထိုင်ကြတာပဲသူတို့တော်တော်များများအင်္ဂလိပ်လိုလည်းမတတ်ဘူးလေမတက်တော့သူတို့ဘာပြောလဲသိနားလည်မှာမဟုတ်ဘူးစကားပြန်ကနေတစင်ပြောတာပဲနားလည်ပြီးတော့အနှစ်သာအဓိကအကာတွေပဲယူရွာတာအနှစ်သာပိုင်းဆိုင်ရာကိုအမယူကြအောင်အဲ့တော့ Britain ဘာခေါ်လဲ Britain ဗြိတိရှလွတ်တော်ကြီးပြည်စည်းညောင်းတောင်းလေလွတ်တော်ဥက္ကဋ္ဌလည်းသူတို့နဲ့လမ်းထွင်ထိတယ်ဥက္ကဋ္ဌကိုမကျင်တတ်လို့ရှိရင်လေဝန်ကြီးချုပ်ကဥက္ကဋ္ဌကိုမကျင်တတ်ထွင်ကြီးဆိုလမ်းထွင်ထိတယ်မြန်မာပြည်ကလွတ်တော်ဆိုတာခင်ဗျာလမ်းခေါ်လဲမကြအော်လဲမကြခွေးရိုက်တော့နဲ့လမ်းပြစ်လဲမထိအဲ့လိုဖြစ်နေတာသူလွတ်တော်ဥက္ကဋ္ဌဝင်လာဖို့ဆိုတာလေခင်ဗျာကျိုင်းထမ်းတဲ့ကောင်ကရှိမှတစ်ခေါက်ရှိသေးတယ်
ဘာမှမသိဘူးအဲ့စောက်ဖို့တွေပေါ့မြန်မာလူမျိုးကစောက်ဖို့မတန်ကြိုက်တယ်စောက်လို့မလားစောက်ဖို့လို့မလားစောက်ဖို့လို့မဆိုတော့ဘေးမှာထွက်တာ